လုံးဆောရအပေးကြတော့ဒီကြီးမင်းများအားလုံးကိုအိန္ဒိယနေပြီးတော့ကျွန်တော်တို့ခေါ်ဆက်တာပါလေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံပြီးယနေ့အချိန်ခါမှာစတင်တကယ်လို့ကျောင်းသူကျောင်းသားအားလုံးနဲ့ကျောင်းနိုင်ငံကြီးမှာရှိကြတဲ့ပရိသတ်အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်စီးပွားလက်လာပါမယ်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်မောင်အားလာနေတို့မို့မောင်တက်နိုင်ဝင်ပရိသတ်အားလုံးကိုဂါရဝပြုပါရစေကျမ်းမာချမ်းသာကြပါသည်ဆရာကြီးဒီကံမှုဒီမှာရကြနာဖို့ဒီပါ